ကျွန်တော်ရဲ့ချင်းမိတ်ဆွေတငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Basic Electronic Projects Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်တို့ဖုန်းအားသွင်းတာအမြန်ပေါ့နော်ဒီ quick chat ပေါ့ဗျာနော် quick chat လုပ်လို့ရမယ်နောက်တစ်ခါ AC ရော DC ရောနှစ်မျိုးစလုံးနဲ့ပေါ့နော်လျှက်ဆက်မီးရှိရင်လည်းလျှက်ဆက်မီးနဲ့ဖုန်းနှလုံးတစ်ပြိုင်နဲ့အမြန်အားသွင်းလို့ရမယ်တကယ်လို့ဒီလျှက်ဆက်မီးမရှိဘူးဆိုရင်လည်း battery O နဲ့ဖြစ်ဖြစ် solar နဲ့ဖြစ်ဖြစ်ဒီ DC နဲ့လည်းကျွန်တော်တို့ဓာတ်ရိုက်ပေါ့နော်နှစ်မျိုးသာအားသွင်းလို့ရမယ်ဖုန်းချက်ကြလေးကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်အဲ့ကျလိုအပ်တာကတော့ကျွန်တော်တို့ဒီ12 12ပေါ့နော်ဒါက AC နဲ့သုံးမယ်ဆိုရင်ဒါ12 12 transformer အရက်ခေါ်တော့ main ထုတ်ပေါ့ဗျာနော် main ထုတ်တစ်ခုလိုမယ်နောက်တစ်ခါကျွန်တော်တို့ဒီ MB3510 break diode နော် break diode တစ်လုံးလိုမယ်နောက်တစ်ခါဒီ2200 microfarad 25 volt ပေါ့နော် capacitor တစ်လုံးလိုမယ်နောက်တစ်ခါကျွန်တော်တို့ဒီ USB ပေါက်2ပေါက်ပါတယ် MH เนาะ KC24 number 2ပေါ့เนาะအဲ့ဒီကတ်ကလေးတစ်ကတ်လိုပါမယ်เนาะဒီကတ်ကကြတော့ကျွန်တော်တို့ဒီ USB 2ပေါက်ပါတယ်2ပေါက်စလုံး quick chat ရပါတယ်ဗျာเนาะအဲ့ဒါလေးဒီကတ်လေးသုံးပြီးတော့ကျွန်တော်တို့ဒါသူ့မှာကကျွန်တော်တို့ဒီမှာဒီ DC ပေါ့เนาะဒီ battery နဲ့ဆိုရင်လည်း battery နဲ့ chip pin လေးနဲ့တွဲလို့ရတယ်ဒီမှာ AC အဝင်DC အဝင်ပေါ့နော်အဝင်ကို jet pin နဲ့လည်းရတယ်ကျွန်တော်တို့ကဒီလျှက်ဆက်နဲ့ဆိုရင်ဒီ break diode ပေါ့နော် diode ကနေယူမှာဖြစ်ပါတယ်နော်အဲ့ကြနှစ်မျိုးလုံးလျှက်ဆက်မီရသည်ဖြစ်စေမရသည်ဖြစ်စေနှစ်မျိုးစလုံးကျွန်တော်တို့ဖုံးအမြန်အားသွင်းလို့ရမယ်နော်ဒီ circuit လေးကိုကျွန်တော်ညှဝပေးသွားမှာဖြစ်ပါတယ်ကဲအရင်ဆုံးကျွန်တော်ဒါအထပ်ပြားလေးပေါ့ဟိုဒါ main ထုတ်ပေါ့ဗျာနော် main ထုတ်လေးအရင်နေရာချလိုက်ပါမယ်အထပ်ပြားလေးကတော့အထပ်ပြားလေးနဲ့ဆိုရင်တော့ရေရှည်လေးပို့ပြီးတော့ကောင်းတာပေါ့နော်တကယ်လို့ဒီဒါတဲ့ပို့ကောင်းရင်တော့ကျွန်တော်တို့ casing ပေါ့နော် casing ကို plastic သို့မဟုတ်ဒီ fiber ဘူးလေးတွေထည့်ထားရင်လည်းပို့ပြီးတော့ကောင်းတယ်ဗျနော်ကျွန်တော်ကတော့ဒီမှာဒီမိတ်ဆွေတငယ်ချင်းတွေမြင်တာအောင်ပေါ့နော်ကြည့်ရလဲရိုးရိုးရှင်းရှင်းကြည့်ရအောင်လို့ကျွန်တော်ကဒီမှာအထပ်သားပြားလေးပေါ်မှာပဲဆင်ပြမှာဖြစ်ပါတယ်နော်တကယ်လို့ဒီဘူးကွန်ရှိရနော်ဘူးကွန်လေးတွေထည့်ပြီးတော့ဆင်ထားရင်လည်းပို့ပြီးတော့ကောင်းပါတယ်ဗျနော်ကဲဒါ main ထုတ်နေရာချပြီးပါပြီပြီးရင်တော့ခုနကဒီ full wave break diode ပေါ့နော်ဒီမှာ diode က ဒီ AC အဝင်2ငုတ်ပါတယ် DC အထွက်2ငုတ်ပါတယ်เนาะသူ့မှာလည်း label လေးတွေပါပြီးသားပါเนาะ AC အဝင်ကကျွန်တော်တို့လပုံစံလေးတွေပါတယ် DC အထွက်မှာကျတော့ဒီအပေါင်းနဲ့အနှုတ်ကလေးပေါ့เนาะအဲမှားစရာဒါအရိုးရှင်းဆုံးပေါ့เนาะမှားစရာဘာမှမရှိတဲ့ဒါပတ်လန်းလေးကိုကျွန်တော်ဒါမိတ်ဆွေတငယ်ချင်းတွေเนาะလူတိုင်းလုပ်လို့ရအောင်လို့ကျွန်တော်ဒါမျှဝေပေးတာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီအခြေခံလောက်เนาะ electronic အခြေခံလောက်ရှိရင်ကိုဒါလုပ်လို့ရပါပြီဗျာเนาะသူ့မှာမှားစရာဘာမှသိပ်ပြီးတော့ထူးထွေတွေမပါပါဘူးเนาะကဲဒါ break diode လေးလည်းကျွန်တော်နေရာချလိုက်ပါပြီပြီးရင်ကျွန်တော်တို့ဒီ break diode နဲ့ဒီ main dot နဲ့တွဲတော့မှာပေါ့เนาะအဲ့ကျဒီ diode ကသူက ampere တော်35 ampere လောက်ထိရတယ်เนาะအဲ့ဒီကြတော့ကျွန်တော်တို့ကဒီ click ကလေးနဲ့ပေါ့เนาะဒါကကျွန်တော်တို့ main dot ရဲ့တွဲဖို့เนาะတွဲဖို့နဲ့ဒါဒိုင်အုပ်ရဲ့ဒါเนาะ AC အဝင်ကိုဆက်မှာဖြစ်ပါတယ်ဗျာเนาะနောက်တစ်ခါဒီ main dot ရဲ့ဒါက0 volt ပေါ့เนาะတနည်းအားဖြင့် center တက်ပေါ့ဗျာเนาะအလဲအငုတ်ကလေးเนาะသူ့ကိုကြတော့ဒိုင်အုပ်ခုနက AC အဝင်ပေါ့เนาะဒါကလစ်လေးတွေထိုးလိုက်ရင်ရပြီသူကခဲတိုးစရာမလိုတော့ဘူးเนาะ main dot ဘက်ကတော့ခဲတိုးအောင်ပါပေါ့เนาะဒီဘက်ဒီဒိုင်အုပ်ဘက်ကတော့ဒီလိုကလစ်ကလေးတွေနဲ့ဆွတ်လိုက်ရင်ဒါဖြုတ်လို့တက်လို့လဲလွယ်တယ်เนาะကဲဒါ AC ကနေသူက DC ပြောင်းပေးတာပေါ့เนาะဒိုင်အုပ်ကဒီမှာလဲကျွန်တော်နော်ဒီလပုံစံလေးရတာ AC ပါဗျာနော်သူက down down ပေါ့နော် down 2000ကဟာကဒါ AC အဝင်ကျန်တဲ့ down 2000က DC အထွက်ပေါ့နော်ကဲပြီးရင်အဲ့ DC ထွက်လာတဲ့ဟာကိုကျွန်တော်တို့ကဒီခုနကကတ်လေးပေါ့နော် USB 2ပေါက်ပါတယ်ကတ်ကလေးနဲ့ဆက်ဖို့ရအတွက်ဒီမှာလဲကျွန်တော်က wire ကြိုးနဲ့ကလစ်နဲ့ကိုတခါတည်းခဲတိုးလိုက်မှာနော်ပြီးတော့မှကောက်ဆွတ်လိုက်အောင်မယ်ဒါအလွယ်ဆုံးနည်းပေါ့နော်အလွယ်ဆုံးနဲ့အရှင်းဆုံးပေါ့နော်ဖုံးအားသွင်းတဲ့အခါမှာတော်တော်လေးကိုအသုံးဝင်တယ်quick chat ဖြတ်တဲ့အတွက်ကျွန်တော်တို့ဒီရိုးရိုးအားသွင်းတာနဲ့စာရင်ဒီကောင်ကတော်တော်လေးမြန်တာပေါ့နော်ဖုံးအားကိုခဏလေးနဲ့ပြေတာဒီလျှက်ဆက်မီးရှိရင်လည်းလျှက်ဆက်မီးနဲ့ထားရိုက်သွင်းလို့ရတယ်လျှက်ဆက်မီးမရှိဘူးဆိုရင်လည်း battery O ကနေပြီးတော့ဒီ chip pin လေးနဲ့တွဲပြီးတော့ပေါ့နော် battery ကလစ်နဲ့ချိတ်ပြီးတော့ဒါဖုံးနှလုံးကိုတစ်ပြိုင်နဲ့ပေါ့နော်အမြန်အားသွင်းနိုင်မှာဖြစ်ပါတယ်ဗျာနော်တော်တော်လေးကိုအသုံးတဲ့ဒါ circuit လေးဖြစ်ပါတယ်နော်ကဲဒါဝါယာရိုးလေးဆက်ပြီးသွားပြီပြီးရင်ကျွန်တော်တို့ကဒီ AC ဒီ diode ရဲ့
ဒါဥကထွက်လာမဲ့ DC ပေါ့နော်သူ့ကိုလည်းကျွန်တော်တို့ DC တန့်နိုင်သမျှတန့်အောင်ငြိမ်နိုင်သမျှငြိမ်အောင်ကျွန်တော်ကဒီမှာ2200ပေါ့နော် capacitor လေးတစ်လုံးထည့်လိုက်မှာဖြစ်ပါတယ်နော်အဲ capacitor ကိုတော့ဒီ wire ကြိုးနဲ့ဒီ clip နဲ့တစ်ခါတည်းတွဲလိုက်တော့မယ်နော်တစ်ခါတည်းဒါဒီ clip လေးဒါဒိုင်အုပ်ကို clip လေးထိုးလိုက်တာနဲ့ဒါ capacitor လည်းတွဲပြီးသားနောက်ဟိုဘက်ကတ်ကိုလည်းသွားပြီးသားပေါ့နော်တစ်ခါတည်းဖြတ်သွားအောင်လို့ကျွန်တော်ဒီ clip ကိုပဲထားရိုက်ခဲတိုးလိုက်တာဖြစ်ပါတယ်ဗျနော်ဒီမှာလည်းအနီရောင်လေးရတာအပေါင်းပေါ့နော် capacitor မှာလည်းအိမ်မှာအဖြူရည်လေးနဲ့အနှုတ်သင်္ကေတလေးပါတယ်အဲ့ဒီဘက်ကကျွန်တော်ဒါအနက်ရောင်ကြိုးလေးနဲ့ဆက်လိုက်ပါပြီနော်အပေါင်းနှုတ်လေးတော့မမှားအောင်လေးသတိလေးထားအောင်ပါနော်ဒါအနီရောင်ဘက်ကအပေါင်းဒီအနက်ရောင်ဘက်ကဒီမှာနော်အနှုတ်ဒါအနှုတ်ကြိုးလေးပါဗျနော်ပြီးရင်တော့ခုနကဒီ full weight brake ဒိုင်အုပ်ပေါ့နော်ဒိုင်အုပ်မှာလည်းဒီမှာအပေါင်းသင်္ကေတလေးပါတယ်ဒီဟာလေးပေါ့နော်အဲ့အပေါင်းသင်္ကေတလေးကဒါအနီရောင်ဘက်နဲ့ဒါထိုးလိုက်အောင်ပါပဲနော်capacitor အပေါင်းနဲ့ဒိုင်အုပ်အပေါင်းဒါထိုးလိုက်ပြီးနောက် capacitor အနှုတ်နဲ့ဒိုင်အုပ်အနှုတ်ပေါ့နော်ဒါဆိုရင်ဘာမှကိုမှားစရာမရှိဘူးเนาะလူတိုင်းလုပ်လို့ရတယ်เนาะဒါ electronic ဆိုင်တွေမှာလည်းအလွယ်တကူဝယ်လို့ရပါတယ်ဗျာเนาะဒါကလစ်ကလေးတွေကောက်ဆော့လိုက်အောင်မယ်တကယ်လို့ကိုကဒီပြန်ဖြုတ်ခြင်းတဲ့တခြားအနေနဲ့သုံးခြင်းတယ်ဆိုရင်လည်းပြန်ဖြုတ်လို့လည်းလွယ်တယ်ပေါ့เนาะဖြုတ်ရတာလည်းလွယ်တယ်နောက်တစ်ခါကျွန်တော်တို့ဒါကကတ်ကလေးပေါ့เนาะကတ်မှာဒီမှာသူကimport plus ရဲ့ import minus ဆိုပြီးတော့နှစ်ခုပါတာနော်အဲ့ဒါကိုကျွန်တော်ကအခုဒီဒိုင်အုပ်ကထွက်လာတဲ့အနီကျိုးအနက်ကျိုးလေးနဲ့ဒါဆက်လိုက်ရင်သုံးလို့ရပြီအဲ့ကျတော့ဒီရှည်လေးခိုင်အောင်ကျွန်တော်ကဒီကတ်ကလေးကိုလည်းဒီသူ့မှာဒီအပေါက်တွေပါပြီးသားပေါ့နော်အဲ့ဒီအပေါက်နဲ့တင့်တော်မဲ့နက်ကလေးပေါ့နော် screw လေးဝယ်ပြီးတော့ကျွန်တော်ကဒါရှည်လေးခိုင်အောင်ပေါ့ဗျာနော်အဲဒါအပေါက်လေးတွေအထပ်ပြားကိုအပေါက်ဖောက်ပြီးတော့ဒါ screw လေးနဲ့ဆွဲထားလိုက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ USB ကြိုးအဖြုတ်တက်လုပ်တဲ့အခါမှာလည်းဒါရေရှည်ခိုင်သွားတာပေါ့နော်အထပ်ပြားတော့ကျွန်တော်တို့ဒီဓာတ်ရိုက်ကြတော့နက်လှည့်လို့ရှိရင်မရမှာဆိုလို့ကျွန်တော်ကဒီအပေါက်သေးသေးလေးပေါ့နော်စူးသွားသေးသေးလေးနဲ့ပေါက်လိုက်တာတကယ်လို့ဒီစူးသွားတွေပါတွေမရှိရင်လည်းဒီတိုင်းဒီနက်အချွန်ပေါ့နော်အချွန်လေးတွေရှိရင်တော့ဒီမပေါက်လေတခါတည်းတွဲလို့ရပါတယ်နော်ကျွန်တော်ကတော့ဒီတွဲဒီနက်ဆုပ်တဲ့အခါမှာလွယ်အောင်လို့အပေါက်လေးတွေပေါက်လိုက်တာပါနော်ပြီးရင်ဒီမှာဒီကတ်မှာကျွန်တော်တို့အပေါ်ကခဲတို့လည်းရတယ်အောက်ကခဲတို့ရင်လည်းရတယ်ကျွန်တော်ကတော့ဒီအောက်ကပဲခဲတို့လိုက်တော့မယ်เนาะဒီအောက်ကဒီမှာဒီကတ်ရဲ့ဒီ import plus ပေါ့เนาะ in plus လို့ရေးထားတဲ့ဟာလေးရှိတယ်အဲ့ in plus နဲ့ဒိုင်အုပ်ရဲ့ plus ပေါ့เนาะတနည်းအားဖြင့်အပေါင်းပေါင်းချင်းပေါ့ဗျာเนาะနောက်တစ်ခါ in minus ဆိုတာဟာလေးရှိတယ် in minus ကကျတော့ဒီဒိုင်အုပ်ရဲ့အနှုတ်ပေါ့เนาะဒီမှာအနက်ရောင်ကြိုးလေးပေါ့เนาะအဲ့ကြအနှုတ်ချင်းအပေါင်းပေါင်းချင်းအဲ့ဒါလေးတော့မမှားအောင်သတိပြုပြီးတော့เนาะဆက်ဖို့လိုပါတယ်ဗျာเนาะမှားရင်တော့ဒီကတ်ကလေးကျွန်းသွားနိုင်တယ်ဗျာเนาะကတ်ကလေးကကဲဆိုရင်ဒါဆင်လို့ပြီးသွားပါပြီเนาะအင်မတန်မှကိုရွှေရှင်းလွယ်ကူပါတယ်ဗျာเนาะအသုံးလဲတော်တော်လေးကိုတဲ့တယ်ကျွန်တော်သုံးကြည့်ပြီးပြီเนาะကွက်ချက်နှစ်ပေါက်စလုံးကိုကွက်ချက်ရတယ်เนาะကွက်ချက်ကဒီအားအမြန်သွင်းတာကိုပြောတာပါเนาะကဲပြီးရင်ကျွန်တော်ဒါနက်ကလေးတွေခုနကအပေါက်နေရာလေးတွေနဲ့ဒါနက်ကလေးတွေစုပ်လိုက်တော့မယ်ဟုတ်ပြီဒါကတော့ဗျာကျွန်တော်တို့က ready made cut ဆိုတော့ဘာမှဒါတခြားထူးတွေဘာမှကိုဆင်စရာမလိုဘူးဒါသူ့မှာ in plus နဲ့ in minus ကိုဒါ DC ကျွေးလိုက်ရင်ဒါသုံးလို့ရတော့တာပဲเนาะတကယ်လို့ဒီလိုမီးပြက်တယ်မီးမရှိဘူးဆိုရင်လည်းဒီခုနကဒီချက်ခေါင်းလေးနဲ့ပြီးရင်လည်းကျွန်တော်စမ်းပြပါမယ်เนาะချက်ပေါက်လေးပါတယ်အဲ့ချက်ပေါက်ကိုဒါ battery O 12 volt နဲ့ချိတ်လိုက်လို့ရှိရင်ဒါဖုန်းနှလုံးကိုဓာတ်ရိုက်တာအသွင်းလို့ရမှာဖြစ်ပါတယ်เนาะကဲဒါ AC ဂျိုးကျွန်တော် AC ဂျိုးကိုတော့ကျွန်တော်တို့အလွယ်တကူမပြုတ်အောင်ကျွန်တော်အောက်ကနေအပေါက်ဖောက်လိုက်တာပေါ့နော်အပေါက်ဖောက်ပြီးတော့မှဒီအပေါ်ကိုဒါ AC main တို့ရဲ့220ဖို့ဆိုတော့ဒီငုတ်နှစ်ငုတ်နဲ့ဆက်ရမှာပေါ့နော်အဲ့မှာလဲကျွန်တော်တို့ AC 220ကိုမတော်တဆမထိမိအောင်ကျွန်တော်တို့ဒီ pipe ကလေးနဲ့ဖုံးထားဖို့လိုပါတယ် pipe တော့မဟုတ်တခြားတိတ်ဖြစ်ပေါ့ဗျာတခုခုနဲ့ပေါ့နော်ဒီ AC 220ကလုံးဝထိလို့မရဘူးကျွန်တော်တို့ဓာတ်လိုက်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီမှာပိုက်ကလေးတွေနဲ့ဆော့လိုက်ပါမယ်เนาะအဲ့ရသုံးပြတဲ့အခါမှာလည်းဒီဘေးကင်းကင်းသုံးလို့ရအောင်ပေါ့เนาะမတော်တဆထိတာပြုတာမဖြစ်အောင်ပေါ့ဗျာเนาะအဲ့ဒါကြောင့်မို့ဒါပိုက်ကလေးတွေကလည်းတကယ်လို့ပိုက်မရှိရင်လည်းခေါင်းပြောသလိုကျွန်တော်တို့ကော်ချောင်းလေးရှိရင်လည်းကော်ချောင်းလေးနဲ့ဖုံးထားလို့ရတယ်ဒါမှကော်ချောင်းလည်းမရှိဘူးဆိုရင်လည်းရိုးရိုးဒီဝါယာပတ်သက်တိတ်ကလေးနဲ့ဒီဖြစ်တယ်လို့လေးဒီအဓိကတော့ဒီခဲတိုးတဲ့နေရာလေးက220အဝင်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါမထိမိဖို့အရေးကြီးတယ်ပေါ့နော်ကဲဒါ main ထုတ်ရဲ့
AC 220အဝင်ကိုဒါ AC ပလက်ဂျိုးနဲ့ကျွန်တော်ဆက်နေတာဖြစ်ပါတယ်ဗျာနော်အဲ့လိုလေးခဲလေးလည်းမိအောင်လေးတေချာလေးပေါ့နော်ပြီးရင်တော့ခဏကဆော့ထားတဲ့ပိုက်ကလေးတွေနဲ့ပြန်ပြီးတော့အောက်ကိုဖုံးလိုက်မှာဖြစ်ပါတယ်ဗျာနော်ဒါဆိုရင်မတော်တဆမထိမိတော့ဘူးပေါ့ဗျာနော်ရဒါဆိုရင်အန်ဒီရဲ့ကင်းကင်းနဲ့သုံးလို့ရသွားပြီပေါ့နော်အကျကျိုးကအောက်ကနေဖောက်ယူထားတာဖြစ်တဲ့အတွက်အလွယ်တကူလဲဒါဆွဲရင်မပြုတ်တော့ဘူးဗျာနော်ကောင်းတာကတော့ခဏပြောလို့ဘူးခွန်လေးတွေထည့်ထားရင်တော့ဘူးခွန်လေးထည့်ပြီးတော့ခဏကကတ်ကလေးကလည်းကွတ်တိပေါ့ဗျာနော် USB ခေါင်းလေးတွေအပြင်ထုတ်ပြီးတော့အဲ့လိုသုံးနိုင်ရင်တော့ပိုကောင်းတာပေါ့နော်ကဲကျွန်တော်ဒါ AC ပလက်ထိုးလိုက်ပါပြီနော်ဒါပထမဆုံးကျွန်တော် AC မီးနဲ့စမ်းပြပါမယ် AC မီးနဲ့ဆိုရင်ဒီမှာနော်ဒါဒိုင်အိုးအထွက်က16.6ခွန်လောက်ရှိတယ်နော်16ဗို့ကြော်ပေါ့နော်အဲ့16ဗို့ကြော်ကိုဒါကတ်ထဲကိုဝင်လိုက်တာဒီကတ်ကအထွက်ကိုကြတော့ဒီတိုင်းလို့အဆင်မပြေဘူးအဲဒါကြောင့်မို့ကျွန်တော်ကဒီဖုန်းအားသွင်းကြိုးလေးကိုကျွန်တော်ဖြတ်ပြီးတော့ဒါကျွန်တော်မိတ်ဆွေတွေကိုတိုင်ပြပါမယ်နော်ဒါက USB 1 ကဒီမှာနော် 5.06 နော်5ဖို့ပဲထားပါတော့နော်5ဖို့ပဲထားပါတော့ကဲနောက်တစ်ပေါက် USB number 2ကိုကြည့်ရအောင် number 2ကလည်းဒီမှာ 5.05 ဆိုတော့5ဖို့ပဲထားပါတော့เนาะဒါအဲ့ဆိုရင်ဖုန်းအားသွင်းတဲ့ဟာတွေက5ဖို့ပဲเนาะကဲဆိုရင်အထွက်လည်းအဆင်ပြေသွားပြီပေါ့เนาะအဲ့ဆိုရင်လက်တွေကျွန်တော်တို့ဖုန်းအားသွင်းကြည့်အောင်เนาะကျွန်တော်ဒါကဖုန်း screen ကြီးတဲ့ဟာပေါ့เนาะဖုန်း screen size ကြီးတဲ့ဟာပါကဲသူ့ကိုကျွန်တော်ဒီဟိုပါ USB 1เนาะပေါက်နံပါတ်1 2ကတော့ခေါ်ရင်လို့ခေါ်ပါဗျာ तू ကနှစ်ပေါက်စလုံးကကွက်ချက်ရတယ်ဗျာနော်အဲ့ဒါလေးကတော်တော်လေးကိုအဆင်ပြေတယ်နော်ခဏလေးနဲ့အားပြေတာပေါ့နော်ကဲဒါက screen ကြီးတဲ့ဟာ type C ဗျာနော် type C ခေါင်းလေးအဲ့ဒီမှာနော်ဒါဖုန်းအကြီးကိုအားသွင်းလိုက်ပါပြီနောက်တစ်ခါကျွန်တော်နောက်တစ်လုံးဒါက screen နည်းနည်းသေးတဲ့ဟာပေါ့နော်သေးတဲ့ဟာကိုနောက်တစ်ပေါက်နဲ့သွင်းမယ်အဲဒီမှာဒါနော်နှလုံးစလုံးဒါအားသွင်းလို့ရပါပြီဗျာနော်အင်မတန်မှကိုဒါရိုးရှင်းလွယ်ကူတယ်နောက်ခုနကပြောလို့ပဲဝါဒနာပါတဲ့လူတိုင်းနော်ဒါဖုန်းအားသွင်းတဲ့ဟာကိုကိုယ်တိုင်ဆင်ပြီးတော့သုံးညင်တယ်ဆိုရင်ဖုန်းနှလုံးစလုံးတပြိုင်နဲ့သွင်းလို့ရမယ်နောက်တစ်ခါခုနကအားအမြန်သွင်းတဲ့စနစ်ပေါ့နော်ကွက်ချက်ရပါတယ်ဗျာနော်ကဲဆိုရင်ဝါဒနာရှင်မိတ်ဆွေတငယ်ချင်းတွေဆင်ပြေမယ်လို့ထင်ပါတယ်ဗျာနော်ကဲဒါဆိုရင်ဒါအားလုံးသုံးလို့ရပါတယ်နော်အဲ့ဆိုရင်ဒီဖုန်းကိုကျွန်တော်ရက်ပြီးတော့ဒီမှာနောက်တစ်လုံးနဲ့ထပ်သွင်းပြပါမယ်နော်ဒီမှာနော်ဒီမှာကွက်ချက်နော်ကွက်ချက်ပါပါတယ်သူကဒီဖုန်းတိုင်းကကွက်ချက်တော့မပြဘူးဒီဖုန်းတချို့ဖုန်းတွေကဒီဖုန်းအခုဒီ84ရာခိုင်နှုန်းဆိုရင်သူကချက်ချင်းလို့ပဲပြတာပေါ့နော်ဒီဖုန်းကျတော့ကွက်ချက်လို့ပြတာပေါ့နော်ကျနှစ်ပေါက်စလုံးကျွန်တော်စမ်းပြီးပြီเนาะကွက်ချက်ရပါတယ်ကဲဆိုရင်ကျွန်တော်ဒီအရှိဆက်ပြီးတော့ဒီ project လေးတွေစင်ဆက်မပြတ်เนาะညဝပေးသွားမှာဖြစ်ပါတယ်ဗျာเนาะကဲနောက်တစ်ခါဒါကကျွန်တော်တွဲဖို့ adapter သူက MPR တော့နည်းတယ်ဗျာเนาะဒါပေမဲ့ကျွန်တော်စမ်းရုံပဲစမ်းပြပါเนาะကောင်းတာကတော့ကျွန်တော်တို့ battery အိုးအကြီးနဲ့ battery clip နဲ့ဒီလိုချိတ်သုံးရင်ပို့ပြီးတော့ကောင်းတယ်ဒါကတော့ကျွန်တော်တခြားဒီတွဲဖို့ adapter လေး तू ကအဟွာလောက်ပဲ 1MB လောက်ပဲပါဆိုတော့ तू ကတော့နှလုံးထိရမှာမဟုတ်เนาะတစ်လုံးဖုန်းတစ်လုံးလောက်ပဲရမှာ adapter သေးနေလို့ပေါ့เนาะအမှန်ကတော့ battery နဲ့စမ်းပြမှာကျွန်တော် battery စမ်းပြဖို့အဆင်မပြေတော့လို့မို့เนาะအဲ့ဒီမှာเนาะအဲ့ဆိုရင်ဒါကကျွန်တော်တို့ DC ပေါ့เนาะ DC နဲ့အားသွင်းတာဖြစ်ပါတယ်ခုနက AC နဲ့သွင်းတာနှစ်မျိုးစလုံးဒါကြိုက်တယ်လို့ကြိုက်တဲ့ဟာအဆင်ပြေတဲ့ဟာနဲ့သွင်းလို့ရပါပြီเนาะကဲဆိုရင်ဗီဒီယိုလေးတွေအများအားကြည့်ရှုအားပေးတဲ့ကျွန်တော်မိတ်ဆွေနောက်တငယ်ချင်းတွေညီကိုမောင်နှမတွေအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ